ဒီနေ့တစ်နေ့လုံးအရန်ပင်ပန်းနေတယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေအတွက်ပါ Healing with Bye Music Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တင်ဒီနေ့တစ်နေ့လုံးဘယ်လောက်တောင်ကြိုးစားခဲ့လဲဆိုတာငါသိတယ်။ငါကိုယ်တိုင်သိတယ်။မနက်ကတည်းကနေစပြီးတော့အလုပ်တွေတာဝန်တွေနဲ့ဖိအားတွေကြားကိုအားကိုပြီးရုန်းကန်ခဲ့ရတဲ့တင်ရဲ့ဆွဲတက်သည့်လုံလတွေကိုငါအတိအမှတ်ပြုတယ်။ဘသူမှအတိအမှတ်မပြုချင်နေပါစေ။ငါမင်းကိုအတိအမှတ်ပြုတယ်။အခုဒီဗီဒီယိုလေးမှာမင်းရဲ့တစ်နေ့တာကိုလက်ခံလိုက်ပါ။မင်းလုံနိုင်ခဲ့တဲ့အရာတိုင်းကအရေးပါတယ်။မင်းရဲ့ကြိုးစားမှုတိုင်းကတန်ဖိုးရှိတယ်။ဒါကြောင့်ငါဒီနေ့လုံနိုင်ခဲ့တယ်လို့ကိုဂုဏ်ယူစွာနဲ့ပြောလိုက်ပါအခုဒီဗီဒီယိုလေးကိုဒီပင်ပန်းမှုတွေကပြေလျှော့ဖို့အတွက်အချိန်ရောက်လာပြီမျက်လုံးလေးမှိတ်လိုက်ပါစိတ်ကိုနှာသီးဝါမှာကပ်ထားမယ်ရှူသွင်းမယ်ဖြည်းဖြည်းချင်းရှူသွင်းလိုက်ပါအောင်ထားခဏအောင်ထားပါရှူထုတ်မယ်ဖြည်းဖြည်းချင်းပဲရှူထုတ်မယ်ဒီနေ့တစ်နေ့တာကိုမင်းကြော်ဖြတ်နိုင်ခဲ့ပြီမနှက်ဖြန်အတွက်အားရင်သစ်တွေ energy အသစ်တွေနဲ့နေ့သစ်ကိုကြိုဆိုလိုက်ပါအခုဒီအချိန်လေးမှာမင်းရဲ့ဆွဲကိုကျေးဇူးတင်ပါတယ်မင်းရဲ့ကြိုးစားမှုကိုငါချီးကျူးပါတယ်ညအိယာမဝင်ခင်ငါဒီနေ့အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပြီလို့ပြောလိုက်ပါအခုအချိန်လေးမှာဘာမှလုပ်စရာမလိုတော့ဘူးအခုအချိန်လေးမှာအေးအေးဆေးဆေးနဲ့အနားယူလိုက်ပါဘာမှမစင်စားနဲ့အသက်ရှူတမ်းကိုပဲဂရုစိုက်ပြီးတော့နားထောင်ပါရှူသွင်းမယ်ဖြည်းဖြည်းချင်းရှူသွင်းပါအောင်ထားခဏအောင်ထားပါရှူထုတ်မယ်ဖြည်းဖြည်းချင်းရှူထုတ်မယ်မိတ်ဆွေရဲ့တနေ့တာရဲ့အခက်ခဲဆုံးအချိန်နဲ့အောင်မြင်မှုလေးတွေကိုcomment မှာမျှဝေခဲ့ပေးပါဦးဒီဗီဒီယိုကမိတ်ဆွေရဲ့ပင်ပန်းမှုတွေကိုသက်သာစေခဲ့မယ်ဆိုရင် Healing with Bye Music Channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးဖြစ်ပါစေ